God's Word Express. မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေ့လာသုံးသပ်ကြမှာကတော့ဝိညာဉ်တော်စုကျေးဇူးများအခန်းဆက်ထဲလာအပိုင်း7တင်းုပ်ဆရာစုကျေးဇူးအကြောင်းတရားဒေသနာတစ်ခုရဲ့အချက်လက်တွေဖြစ်ပါတယ်။ ဟုတ်ကဲ့ဒီတရားဒေသနာမှာအဓိကတင်ပြထားတာကတင်းုပ်ဆရာဆိုတာယာဒူးတစ်ခုတက်တက်မဟုတ်ဘဲနဲ့လေဖျားသခင်ကနေတိုက်ရိုက်ခေါ်တော်မူခြင်းဖြစ်တယ်ဆိုရရှုမြင်ချက်ပါ။စေဝန်စားစရာပဲ။ဆိုတော့ယာဒူးမဟုတ်ဘူးခေါ်တော်မူခြင်းဆိုတော့ကိုသူကဘလို့ခြေခံပြီးပြောထားလဲ။ तू ကတမန်တော်20-28ကိုအဓိကကိုးကားထားတယ်။အဲ့ဒီမှာတန်ရှင်တော်ဝိညာဉ်တော်ကအသင်းတော်ကိုစုံရှောက်ဖို့တင်းအုပ်တွေကိုခန့်အပ်ထားတယ်လို့ဆိုထားတာကိုဆိုတော့ဒါဟာလူတွေရဲ့ရွေးချယ်မှုဒါမှမဟုတ်ပညာအရေးအချင်းထက်ဖရားရဲ့တိုက်ရိုက်လှုပ်ဆောင်မှုဖြစ်တယ်လို့သူကအလေးပေးတယ်။ဟုတ်ပြီလူတွေရဲ့ဒီမိုကရေစီဆန်ဆန်ရွေးတာမျိုးမဟုတ်ဖဲဖရားရဲ့အခွင့်အာဏာနဲ့ခန့်မှုပေါ့ဟုတ်ပါတယ်။ तू ကဗျာဒိတ်ချနှစ်တမှာပါတဲ့ကောင်းကင်တမန်ဆိုတဲ့ Greek စကားလုံး Angelos ကိုလည်းညွှန်းထားသေးတယ်။အဲ့ဒါကဘလို့ဆက်နေလဲ။အဲ့ဒီ Angelos ဆိုတာအတောင်ပံပါတဲ့ကောင်းကင်ဘုံကတတဝါကိုဆိုလိုတာမဟုတ်ပဲတည်င်းပို့သူ Messenger လို့အဓိပ္ပာယ်ရကြောင်းဆိုတော့အတင်းတော်တစ်ခုအတွက်ဖျားသခင်ခန့်အပ်ထားတဲ့တီးချပုတ်ကိုတည်င်းစကားတဲ့ဆောင်သူကိုရည်ညွှန်းတယ်လို့သူကရှင်းပြတယ်။ဒါကဖျားသခင်ရဲ့တရားခန့်အပ်မှုဆိုတဲ့ယူဆကိုပိုပြီးခိုင်မာစေတာပေါ့လေဒါဆိုရင်တော့အုတ်ချုံမှုပုံစံကအထက်အောက်သဘောမျိုးဖျားခန့်တဲ့ခေါင်းဆောင်ကိုနာခံရမယ်ဆိုတဲ့တဲဝိုက်တဲ့အထိပဲတက်ရောက်နေတယ်လို့ပဲမှန်ပါတယ်ကျန်းစာနဲ့ရင်တွင်တယ်လမ်းပြနေတဲ့များတော့အဲ့ဒီခေါင်းဆောင်ရဲ့ဥဆောင်မှုကိုလက်ခံခြင်းဟာဖျားရဲ့စီမံမှုကိုလက်ခံခြင်းပဲလို့ဒီအမြစ်ကဆိုလို့ချင်မရပါတယ်ဟုတ်ပါပြီဒါကတော့ခန့်အပ်မှုနဲ့အခွင့်အနာအပိုင်းပေါ့ဒီလိုခန့်ရတဲ့တင်းအုပ်ဆရာမှာရှိတဲ့အရေးချင်းတွေအကြောင်းကိုဘာတွေပြောထားသေးလဲကိုခါပြီးယုံကြည်သူအစ်စ်မဖြစ်ဘူးလို့ဆိုတယ်ယုံကြည်သူအစ်စ်ဆိုတာအသင်းတော်ရဲ့ရောက်တာမကြသေးတဲ့သူကိုပြောတာလားအဲ့လားလည်းပါတယ်လို့နောက်တစ်ခုသူထပ်ပြောတာကယုံကြည်ခြင်းမှာအချင်းကြာနေပေမဲ့အဲ့ဒီအတိုင်းဝိုင်းအဲ့ဒီအသင်းတော်ထဲကိုရောက်လာတာမကြသေးတဲ့သူမျိုးကိုလည်းတတိပြုရမယ်ဆိုပြီးတော့လေဟုတ်ကဲ့ဘာကြောင့်လဲအဓိကကတော့မာနထောင်လာမှုဖြစ်လွဲလို့ပါပဲသူ့မှာတက်တေထူပေးတာယုံကြည်ခြင်းစာရိတ္တအတွေ့အကြုံတယ်လို့အပ်တယ်ဆိုတဲ့သဘောပါဟုတ်ပါပြီရင့်ကျက်မှုလို့တယ်နောက်ထပ်ကောနောက်တစ်ခုကဥဆောင်တဲ့ပုံစံနဲ့ပတ်သက်ပြီးတော့တပေကျူpoint တုံးကိုကိုးကားထားတယ်အကျန်းဖတ်တာအနိုင်ကျင့်တာမျိုးမလုံးရဘူးနူးညံ့စွာဥဆောင်ရမယ်နူးညံ့စွာဆိုတာကအလျှော့ပေးရမယ်လို့ဆိုလိုတာလားအဲ့လိုတော့မဟုတ်ဘူးဆိုလိုတာကအာနာသုံးပြီးအတင်းချက်လောက်တာမျိုးမဟုတ်ပဲဂရုစိုက်မှုမေတ္တာနဲ့ဥဆောင်ဖို့ပါတွင်တင်ဆုံးမမှုမှာတော့ပြတ်သားရမှာပေါ့ဒါပေမဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာကြမ်းတမ်းတာဖိနှိပ်တာမျိုးမဖြစ်ရဘူးဆိုတာကိုဆိုလိုတာပါနားလည်ပါပြီနောက်ပြီးတော့ဗလိုက်မှုမရှိဖို့ဆိုတာကိုပါသေးလားပါပါတယ်တမန်တော်20နဲ့28မှာအားလုံးကိုပန်တီးဆုံလျှော့ရမယ်ဆိုတဲ့စကားလုံးကိုသူကအလေးပေးတယ်ဆိုတော့ချမ်းသာလို့ယဉ်နီးလို့ယာဒူးကြီးလို့ဆိုပြီးမျက်နှာသာပေးတာမျိုးလုံးဝမလို့ရဘူးလူတိုင်းကိုတန်းတူညီမျှကြည့်ရမယ်ပေါ့ဒါတော်အရေးကြီးတဲ့ချက်ပဲဟုတ်ကဲ့ပြီးတော့တမာတိရှိဖို့အထူးတစ်ဖြစ်မစင်ကြယ်တဲ့အမျက်အစုံကိုလောဘမတက်ဖို့လဲစပေဒရု9နှစ်ကိုကားပြီးပြောထားတယ်ဒါကငွေရေးကြေးဒီမကားဘူးနော်ဟုတ်ကုံပကသနာဖြစ်ကိုကျိုးအတွက်မယုံမတာနီလန်နဲ့အမျက်ထုတ်ကမျိုးအဲ့ဒါမှန်သမျှရှောင်ရမယ်လို့ဆိုလိုတာပါကိုကျိုးရှာဖို့အမှုတော်ဆောင်လာမဖြစ်ရဘူးပေါ့ဒီရေးချင်းတွေအားလုံးတွေမှာကျွန်တော်ထူးတတိထားမိတာတစ်ခုရှိတယ်အဲ့ဒါက typos ဖြစ်ရမယ်ဆိုတဲ့ချက်ပဲတစ်ပတ်ကျငါးပုလည်းမှာစကားလုံးတော့အလုံးမပါတယ်အဲ့ဒီ typos ဆိုတာတိတ်သေးပဲရှိတယ်တာမန်ဥပမာပြတာထပ်ပို့တယ်သူကပုံစံကွက်စနမူနာလို့တေးပဲရတယ်ပုံစံကွက်ဆိုတော့ဟုတ်ကဲ့ဆိုလိုတာကတင်းရုပ်ဆရာရဲ့အသက်တာတစ်ခုလုံးပေါ့လေသူရဲ့ဆူတောင်းမုံအမှုတော်ဆောင်မုံပေးကမ်းလူရန်မုံမိသားစုနဲ့ဆက်ဆောင်မုံငွေချေးသုံးဆွဲပုံအားလုံးဟာတခြားသူတွေအတွက်အတူယူလိုက်လောက်လို့ရတဲ့ပုံသွဲလို့ရတဲ့စန္ဒမူနာအစ်စ်ဖြစ်နေရမယ်လို့ဆိုလိုတာပါ။အော်ဒါတော်တော်လေးနဲ့တာပဲ။ဟုတ်ပါတယ်။တရားဒေသနာထဲမှာပြောသွားတာကလူတွေဟာကြားရတာထက်မြင်ရတာကိုပိုပြီးလိုက်လို့တတ်ကြတယ်တဲ့။ဒါကြောင့်ကိုယ့်ဘဝကလုံးဝပွင့်လင်းမြင်သာပြီးစံပြဖြစ်နေဖို့လိုတယ်လို့ဆိုလိုတာ။တော်တော်တာဝန်ကြီးပါတယ်။တကယ်တာဝန်ကြီးတယ်။ဒီလိုမြင်မာတဲ့စံချိတ်စံညုံတွေပြည့်မီဖို့ဒီအရေးချင်းတွေအကုန်လုံးရဲ့အခြေခံမှာဘာရှိဖို့လိုအပ်မလဲ။အရင်အမြင့်မှာအဲ့ဒါနဲ့ပတ်သက်ပြီးပါသေးလား။ပါပါတယ်။
အဓိကအရင်ခံကတော့တိုးထင်းရဲ့နှလုံးသားရှိဖို့ပဲလို့ဆိုတယ် တိုးထင်းရဲ့နှလုံးသား ဟုတ်ကဲ့ကို့အတွက်ကို့နာမည်အတွက်မဟုတ်ဘဲကိုအနှင်းထားတဲ့တိုးတွေအသင်းသားတွေပေါ်မှာစစ်မှန်တဲ့စိုးရင်ပူပန်မှုကရုဏာမေတ္တာဂရုစိုက်မှုရှိတာကိုဆိုလိုတာပါအဲ့လိုစိတ်နှလုံးမျိုးကယုံကြည်မှုကိုတိဆောက်တယ်လေတိုးတွေကတိုးထင်းအတန်ကိုတည်တယ်လို့ပေါ့ အဲ့ဒါလားယုံကြည်မှုတိဆောက်ခြင်းရဲ့အခြေခံပဲ ဟုတ်ပါတယ်တရားဟောဆရာကိုတွေကလည်းသူ့အတွေ့အကြုံကိုဝေမျှခါတယ်သူအသင်းသားတွေအတွက်ဆူတောင်းပေးခဲ့ခါဖယားတခင်ရဲ့ကရုဏာတနာချင်းကိုသူ့နှလုံးသားထဲမှာတကယ်ခံစားရတဲ့ဆိုတဲ့အကြောင်းကိုပြောပြသွားတာကဒီအချက်ကိုပို့ပြီးတော့အားကောင်းစေပါတယ် ကောင်းပါပြီဒါဆိုရင်အချင်းချုပ်ရရင်ဒီတရားဒေသနာရဲ့အဓိကအားဘော်ကတင်းဥဆရာဆိုတာယာဒူးမဟုတ်ဘူးဖះရဲ့ခေါ်တော်မူခြင်းဖြစ်တယ်ဒါကြောင့်ယဉ်ကျက်မှုနူးညံ့မှုဗမလိုက်မှုတမာတိစတဲ့အရေးချင်းတွေလိုအပ်တယ်လို့အဲ့ဒါတွေအားလုံးရဲ့အောက်ခြေမှာတိုးထင်းတယောက်ရဲ့စစ်မှန်တဲ့နှလုံးသားရှိရမယ်ပြီးတော့အရေးကြီးဆုံးကကိုယ်အသက်တာတစ်ခုလုံးဟာတိုက်ဖို့ဆိုတဲ့စံပြဖြစ်နေရမယ်ဒါပေါ့နော် ဟုတ်ကဲ့အတိအကျပါပဲဒီလိုတော်တော်လေးမြင်မာရဲ့စံနှုန်းတွေတာဝန်တွေအကြောင်းဆွေးနွေးခဲကြပြီးပြီဆိုတော့လေစဉ်းစားစရာလေးတစ်ခုနဲ့ပဲနှီးကုန်းချုပ်ချင်ပါတယ် ဟုတ်ကဲ့ အခုလိုခက်ကြီးထဲမှာပဝန်းကျင်ရဲ့မျောလင့်ချက်တွေဖိအားတွေအသေးစိတ်စောင့်ကြည့်အကဲဖြတ်မှုတွေအရင်များပြားနေတဲ့အချိန်အခါမျိုးမှာဒီတရားဒေသနာမှာတင်ပြသွားသလိုအရာရာမှာပွင့်လင်းမြင်သာတဲ့တိုက်ဖို့စံနမူနာအဖြစ်နဲ့လက်တွေ့အသက်ရှင်နေထိုင်မှုဆိုတော့ဘယ်တော့ထိစိန်ခေါ်မှုကြီးမားနိုင်မလဲဒီချက်လေးကိုစစ်ပြီးစဉ်းကျင်မှုချန်ထားခဲ့ချင်ပါတယ်